မင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ Facebook မှာပတ်စံရှာနေတဲ့တငယ်ချင်းတွေအတွက်ကိုယ့်ရဲ့ Facebook အကောင့်မှာအကယ်၍အခုလိုမျိုးလေးအဝါထိထားတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးဖြည့်ရှင်းရမလဲတနည်းအားဖြင့်ကျွန်တော်တို့ Facebook team ကိုဘယ်လိုမျိုးစာတင်ရမလဲဆိုတာကိုကျွန်တော်ကဒီမှာမျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်နဲ့အတူလိုက်ပြီးတော့ကြည့်လိုက်ကြရအောင်ပထမအဆုံးအနေနဲ့ကျွန်တော်တို့က Facebook တဲကိုအရင်ဆုံးသွားမှာဖြစ်တဲ့အဲ့အတွက်ကျွန်တော်တို့ Facebook တဲကိုဝင်လိုက်မယ်။ Okay အခုလိုမျိုးကိုယ့်ရဲ့ Facebook account နဲ့ရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ပထမအဆုံးပြုလို့ရမှာကကိုယ့်ရဲ့ account မှာကိုယ့်ရဲ့ Facebook account မှာအဝါထိထားလားဒါမှမဟုတ်အဝါမရှိဘူးလားဆိုတာကိုအရင်ဆုံးဆက်ရမှာဖြစ်တဲ့အဲ့အတွက်ကျွန်တော်တို့က profile နဲ့ဝင်လိုက်မယ်။အခုလိုမျိုးကိုယ့်ရဲ့ profile နဲ့ကိုရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ dashboard ဆိုတာလေးကိုတစ်ချက်နှိပ်ပါโอเคဒီအဆင့်ရောက်လာပြီเนาะဒီအဆင့်ရောက်လာပြီဆိုဒီမှာเนาะတကယ်ကျွန်တော်ကြည့်ကြည့်เนาะဒီမှာကျွန်တော်အခုထားပြတဲ့နေရာလေးမှာအခုဆိုရင်ကျွန်တော်ရဲ့ account ကလည်းအဝါထိကြတယ်ဒီလိုမျိုးအဝါထိကြတဲ့ပြဿနာကိုကျွန်တော်တို့ကဘယ်လိုမျိုးစတင်ရမလဲဆိုတာကိုဒီမှာကျွန်တော်ကမျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့အရင်ဆုံး screenshot ရိုက်လိုက်ပါโอเค screenshot ရိုက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က package နဲ့ပြန်ထွက်လိုက်မယ်โอเคဒီအဆင့်ရောက်ရှိလာဒီအဆင့်ရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ပြုလို့ရမှာကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတယ်ဒီမှာเนาะ help and support ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီမှာเนาะအခုကျွန်တော်ထောက်ပြတဲ့ report a problem ဆိုတာကိုတစ်ချက်ထပ်နှိပ်မယ်ပြီးရင်ဒီအဆင့်ရောက်ရှိလာပြီဆိုရင်အခုဒီမှာကျွန်တော်ထောက်ပြတယ်ဒီမှာเนาะအခုကျွန်တော်ထောက်ပြတဲ့နေရာလေးတစ်ချက်နှိပ်ပါခဏလေးတိခံပြီးစောင့်ပေးမယ်โอเคဒီအဆင့်ရောက်ရှိလာပြီဒီအဆင့်ရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့အပြာရောင် button လေးနဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီစာမျက်နှာမှာတော့ကျွန်တော်တို့ရွေးပေးရမှာကဒီမှာเนาะအခုကျွန်တော်ထောက်ပြတဲ့ profile ဆိုတာလေးကိုရွေးပေးလိုက်ပါโอเคပြီးရင်ကျွန်တော်တို့ကခုနက screenshot ရိုက်ထားတဲ့ပုံကိုဒီထဲမှာထည့်ပေးရမှာဖြစ်တဲ့အဲ့အတွက်ဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ upload phone ဆိုတာလေးတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်ခုန screenshot ရိုက်ထားလေးကိုထည့်မယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးပုံလေးရောက်လာပြီဆိုရင်ကျွန်တော်တို့နောက်တစ်ဆင့်ပြုလို့ရမှာကဒီမှာတော့အခုကျွန်တော်ထောက်ပြတဲ့ဒီ test box လေးထဲမှာကျွန်တော်တို့ထည့်ရမှာက Facebook တင်ကိုကျွန်တော်တို့စာတင်မှာဖြစ်တဲ့အတွက်အဲ့ဒီစာကိုကျွန်တော်တို့တနည်းအားဖြင့်ကျွန်တော်တို့ prompt လို့ခေါ်တယ်အဲ့ဒီ prompt စာသားကိုဒီထဲမှာထည့်ပေးရမှာဖြစ်ပါတယ်တကယ်ကျွန်တော်ကတော့ဒီစာသားကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment ထဲမှာကျွန်တော်ရှာပေးထားမယ်အဲ့ဒီ comment တွေကနေပြီးတော့ copy ယူပြီးတော့ကျွန်တော်ဒီမှာထည့်လိုက်ပါတော့ဆိုတော့ကျွန်တော်တို့ copy ယူထားတာလေးကိုဒီမှာ paste လုပ်လိုက်မယ်โอเคအခုလိုမျိုးကျွန်တော်တို့က paste ချပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတယ်เนาะဒီမှာเนาะဒီညာဘက်ထောက်လေးမှာเนาะအပေါ်ရဲ့ဒီညာဘက်ထောက်လေးမှာရှိနေတဲ့မြား icon လေးတစ်ချက်နှိပ်လိုက်ပါပြင်ခဏလေးစောင့်ပေးလိုက်เนาะโอเคဒီမှာเนาะစာသားလေးပေါ်လာပြီဆိုတော့ဒီလိုမျိုးကျွန်တော်တို့စာတင်ပြီးသွားပြီဆိုလို့ရှိရင် Facebook team ကနေကျွန်တော်တို့ရဲ့ account ကိုသူတို့ပြန်ပြီးတော့သုံးသပ်ပေးလိမ့်မယ်ကျွန်တော်တို့ရဲ့လုံဆောင်ချက်ကတကယ်ပဲမှားရောနာလားဒါမှမဟုတ်အထင်လွဲတာလားဆိုတာကိုသူတို့ပြန်ပြီးသုံးသပ်ပေးလိမ့်မယ်ကြာတဲ့အချိန်ကတော့ကျွန်တော်တို့စီကိုစာပြန်ဖို့ကတစ်ခါလေကြာလို့ရှိရင်2ရက်ကနေ4ရက်ထိကြာတတ်ပါတယ်တချို့ account တွေဆိုတော့1ရက်ပဲကြာတယ်ခင်ဗျဒီလားဆိုတော့အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျ